Nahi dhammo adhammosa ubodhama vipakino. Nahi dhammo adhammosa ubodhama vipakino. Adhammo niriyan niti dhammo papeti tokate. Himai dhammo dhamma dilagav. Vagudala kama baradaya sevadi lagav. Adhammo adhamma dilagav. Vagudala kama baradaya sevadi lagav. Ubo dhamma adhamma dayadodi. Tama vibagi no dumyato ajoshiko lina hondi mapjiko. Adhammo adhamma di nidiyan ngayego nidi songbo naine. Dhammo dhamma di dukkadein luywa natan nipan ati akaung zong kati ko pabedi yausi naine.မြတ်ဗုဒ္ဓကလောကမှာအဝေးဆုံးအရာကိုပြောပါလို့ဆိုရင်သူတော်ကောင်းတရားနဲ့သူယုံမာတွေရဲ့တရားပဲသမုဒ္ဒရာတွေတစ်စင်းနဲ့တစ်စင်းဝေးတာထက်ကောင်းကင်နဲ့နေကြီးဝေးတာထက်သူတော်ကောင်းနဲ့သူယုံမာဓမ္မနဲ့အဓမ္မဟာဝေးတယ်အဲ့ဒီဓမ္မဆိုတဲ့တရားကလူရွာနတ်ထံနိဗ္ဗာန်အတိဆိုတဲ့သုဂတိကိုရောက်စေပြီးတော့အဓမ္မဆိုတဲ့တရားကတော့ငရဲပြည်ကိုရောက်စေတဲ့အတွက်ကြောင့်ဓမ္မနဲ့အဓမ္မဟာဗျရာတလံတန်တလံသာဖြစ်ပါလေဓမ္မလို့ပြောပြီးတော့အဓမ္မကိုလုပ်နေတဲ့ပုဂ္ဂိုလ်ကြီးအဓမ္မလို့ပြောပြီးတော့ဓမ္မကိုလုပ်နေတဲ့ပုဂ္ဂိုလ်ကြီးကိုလှုပ်တာဒီဓမ္မမှန်အဓမ္မမှန်မကွဲပြားပဲနဲ့စိတ်ရှိတဲ့လုပ်နေတဲ့ပုဂ္ဂိုလ်ကြီးဆိုတာလောကမှာအမျိုးမျိုးရှိကြပါလေလူတွေကွဲပြားပြီပဲဓမ္မနဲ့အဓမ္မကတော့ကွဲပြားပြီးတော့မသွားပါဘူးဓမ္မတိကောင်းတဲ့လမ်းကိုရောက်စေပြီးတော့အဓမ္မတိမကောင်းတဲ့လမ်းကိုရောက်စေတာဓမ္မလမ်းကြောင်းစီတို့ခြိတက်ကြပါစို့